fun ဖြစ်အောင်ပဲနေခေါ်ရမိရပါတကယ်တော့နော်အဲ့တော့ဒီအချိန်မှာလည်းပဲကျွန်တော်တို့နောက်ထပ်အစ်ကစားနီးပေါ့နော်ကစားမှာဖြစ်ပါတယ်ဘလူရီလှုပ်ဆောင်သွားမယ်ဆိုတော့ကျွန်တော်တို့ဦးဆောင်သူကိုခေါ်ပေးကြအောင်ကြည်ကျင်ဖြစ်ပါတယ်ဒါကတော့ကျွန်မနှစ်ခုလောက်ထားမယ်ကြတမျိုးခေါ်မယ်ဒါပေမဲ့အရင်တမျိုးတစ်ခုစီပါရမ်းမကြောက်ဘူးနော် Okay ဒီမှာကဒီခုရှိတဲ့ပထမ love education passion income အချက်မမတော့ဘာရွေးချယ်လဲဆိုတော့နောက်တော့သူခံပါရမယ်အဲ့တော့ကျွန်တော်ကအမူအရာနဲ့ပြမှာလားမပြောင်းဒီနေ့တိုင်းကြည့်ပြီးရွေးချယ်ဖို့ကသူတို့ကဥပမာတော့ education လာနောက်ရတဲ့ကမှာဘာလို့လဲဆိုတော့သူတို့ခံမရမှာအခု education ဒီဘက်မှာရလိုက် love ဆိုဒီမှာအဲ့မှာရလိုက်အခါကျနောက်ရွေးချယ်တဲ့ဟာကိုကျန်တော့ဟုတ်လို့လားပါကြည့်ပြားပြောကြတယ်ပြ income တော့ဘယ်မှာတော့လဲသူကဘာရွေးချယ်လဲဆိုတာနောက်တော့သူခံနိုင်ရမှာ income တော့ကျွန်တော်ဝါသနာဝါသနာအဲ့ဒါချင်းချင်းအဲ့ဒါဒီကိစ္စကတော့ဆက်မှာဆက်မှာဒီကိစ္စမှာဒီကိစ္စကျွန်တော်ကြည့်မတော့ရမပြီးသေးဘူးလေလပ်လား fashion လာနိုင်တိုက်တာမို့တော့သူကြိုက်တာပြမှာနော် fashion ရအောင်ဒီတော့ကိုရွေးတဲ့သူကသူကတော့ဘာမှမကြည့်တယ်တော့သူကတော့ရဲ့ပုံမှာရေးကြည့်တယ်တော့သူကအမြင်ထားတဲ့ရောက်ရေးချင်ပါတယ်ဒါတော့ဒါပေမဲ့သူရဲ့ဒီချင်းတာသူရဲ့ဒီဘယ်လိုအတက်ရွယ်နဲ့အလိုက်အောင်သူရွေးချယ်တာအရာပေါ့နော်သူ့ပေါ်ပါဆိုတော့income ဖြစ်ပါတယ် Okay solution ကျွန်တော် education လဲ yes ပြောလိုက်ပြီနော် education လဲရွေးချင်တယ်ပြီးတော့မှ passion လဲကျွန်တော်မှရေးကြည့်ရယ် love ကတော့ဒါတော့နောက်ဆုံးလို့ထားလိုက်မယ်ဘာလို့လဲဆိုတော့သူ့အချိန်နဲ့မရဘူးဘာလို့ income ကိုရွေးလဲဆိုတော့ဒီအရာအားလုံးကို balance ဖြစ်အောင်ထိန်းပေးလို့ကျွန်တော်မြင်တယ်အဲ့ဒါကြောင့်မလို့ရွေးတာဖြစ်ပါတယ်လောလောဆယ် income မရှိဘူးเนาะဒါပေမဲ့အဲ့ဒီ passion နဲ့ဒီ education ကိုလက်တွေ့ account ပေးပေါ်လို့ရတယ်တော့ income ဖြစ်တယ်အဲ့လိုမျိုးเนาะ balance ဖြစ်တယ်ဆိုတော့ရွေးချယ်ရတဲ့ခက်တဲ့တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အဖေကိုနားလေတယ်လို့ကျမတို့နှစ်ယောက်ပါဘူရောင်းရဲ့မျက်နှာကိုကြည့်ပြီးဖတ်နေကြပါပြီခုချိန်မှာသူပါရွေးမလဲကိုနောက်ကိုလိုက်မလား EPC မှာပဲဆက်ပြီးမျက်နှာဖတ်လို့ပြတော့မျက်နှာကိုဖတ်လို့မရအောင်တယ်လို့ဆိုတော့ဒီလိုဖတ်ရဒါကျမတို့ရဲ့ monitor ပါမိုးကြီးတယ်မိုးကြီးဒီမှာဘူရောင်းလာတဲ့ဘာလဲဘူရောင်း Okay ခဏကြမယ် love income passion education ကိုယ့်ရဲ့တငယ်ချင်းကိုဘယ်လောက်တောင်းဘယ်လောက်သူ့ယူဆိုင်ကြတယ်ဆိုင်ရဘယ်လောက်လဲပြောချင်တော့တို့တင်းကောင်းလို့ပြောဟုတ်တယ်လမ်းမှာကျတော့အများကြီးရှိတယ်နော်ဟိုသမီးစားကနာကိစ္စကနာlove အဖွဲဖြစ်ပါတယ် love အဖွဲဖြစ်ပါတယ် income education passion education တော့မယ်ငါဗျာ education love ဖြစ်ပါတယ်ကျောင်းလဲဆိုတော့ဒီတစ်ခုလောက်ပါလေဟိုအဲ့ဒါမဟုတ်ဘူးအဲ့ဒါဗါလေအချီရေးမဟုတ်ဘူးပေါ့နော်အချီရေးပြောလို့ရတယ်မဟုတ်အခုပြရတယ်ကလေးရှင်းပြပြစီ哦အငိမ့်မရှိတဲ့ဗါလေအချီရေးကိစ္စအဲ့လိုမျိုးတော့မဟုတ်ခင်နဲ့ပေါ့နော်ဘာလို့လဲဆိုရင်ဒီကောင်ကကျွန်တော်ရဲ့မိသားစုထဲမှာဆိုလို့ရှိရင်လည်းအကြီးဆုံးဖြစ်တယ်ကွာကိုကအမြဲတမ်းပေးရတဲ့အထင်မှာပါတယ်အဲ့လိုမျိုးအမေကလည်းမရှိတော့တာဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်ဒီရဲ့အခါမှာအရင်လဲဖြိုလေးတက်တက်ချင်းပါတယ်အဲ့ဆိုအဲ့ဒါကြောင့်မို့
ဒါကတော့ကိုယ့်အတွက်ပထမဦးဆုံးတော့အုံမြင့်ဖြစ်မယ်လို့ထင်တယ်ပြီးရခါမှာတခြားတော့အရာတွေကိုဖြစ်ဖို့ရတဲ့အတွက်ကကိုယ့်အတွက်ကဒီဟာပထမဦးဆုံးအနေနဲ့ပေါ့နော်လိုအပ်တယ်လို့ကိုယ့်ရဲ့တကားမှာအဲ့ဒါဖြစ်နေပေါ့နော် love go income နဲ့ express လာပါ 不要人家去背啊！ ဟုတ်ပါတယ်အားလုံးချစ်ဖို့ရအောင် Yeah, hello, what do you mean? 1, 2, 3, love. 我找你，哪里做地产？地价 income education passion love 那别把嘞，你咋没去对吧？我把烟在哪里？是吧新吧的，真的刚当那个。个 education Education 的 income 吧。都喷哪个比ဒီမှာ love 3ရက် passion education income တယောက်မှလဲနေသူ income မှလဲနေ ကျွန်မဘာမှရည်ကြီးဆုံးကအခုချိန်မှာပေါ့နော်ရည်ကြီးဆုံးကတော့ education ဖြစ်ပါတယ် မိုက်ချောင်ဆောင်နေ ဘောနော်ရမှုတော့ဆောင်ဖို့အတွက် education ကအများကြီးလိုအပ်ပါတယ်ဒါပါပဲ education နေရာပဲကျက်က你睡我睡不着以前嘛တော့ကျွန်တော်ပြောမှာပေါ့နော်လိုအပ်တဲ့အရာပါလဲဆိုတော့ passion ဖြစ်ပါတယ် လိုက်တာကြားမှုတော့ဆောင်နေတယ်နဲ့ passion ပေါ့နော်အဲ့ဒါလိုအပ်တဲ့看慢别家吧，都不忘爸爸我送的。 income education နဲလိုက်တာ passion passion education love ရပါပြီ ငယ်ချင်းလေးအေးလေးကိုဘယ်လောက်တောင်ဖြစ်လဲ အီးလေးတဲ့ နော်ဒီချင်းတော့ ကျန်လာ ဒီဆုံးဟော အဲ့ဆိုတော့မလေးဘာရွေးချယ်ထားလဲကိုဘဝပါအရေးကြီးဆုံးလို့ဒီချိန်မှာတွေးထားတယ်လေဆိုတာပြောပြပြီး အများဆုံးရွေးချတဲ့ passion နာမလေးတစ်ခါ သူရပြောတယ်လို့ပဲကျွန်မတို့အမှုတော်ဆောင်မဲ့အခါ passion အလိုအဆုံးလို့ထင်ပါတယ် ရှိပြီးတော့ income မရှိတဲ့အတွက်ကြောင့် account တွေပေါ်နေတယ်လူငယ်တွေလည်းရှိပါတယ်ဟုတ်ကဲ့ ရှင်တော့နေတာမရှိဘူးအရာလုံးရဲ့အုံမြင့်ကချစ်ချင်းမြတ်တာဖြစ်ပါတယ်အဲ့ဒါဟုတ်ချစ်တာဖြစ်ပါတယ် education เนี่ยနေလိုက် သူ့ဘဝမှာတွေ့ရတက်တာပါတွေ့ရတာတော့ပါသူကပါတယ်ဘာနဲ့ဒီချက်မလဲဆိုတော့သူ့ future ကိုပုံပေါ်မဲ့အရာကိုပြောပြမှာဖြစ်ပါတယ် ကျွန်တော်ကတော့
fashion ပဲရွေးပါတယ် 哎呦我的妈！ ခုလုံးတဲ့အခါမှာဒီဟာဘယ်လိုပြောရမလဲကိုလှုပ်ချင်တဲ့ဟာလည်းဖြစ်ဖို့လိုတယ်လေနော်ကိုမလှုပ်ချင်တာကိုလှုပ်ရတယ်ဆိုလို့ရှိရင်တော့ဒါဘယ်လိုပြောရမလဲပင်မတာပေါ့လူဟာတက်ပို့ပြီးတော့ပင်မတယ်အဲ့ခါကျတော့အခုဘယ်လိုပြောရမလဲကိုမချစ်တဲ့လူလည်းချစ်လို့မရလို့ပေါ့တည်မလားပူစားပြီးတော့ဒီကိုလှုပ်တဲ့အလုပ်မှာဆိုရင် fashion ကြည့်ကြအဖြစ်ပို့ပြီးတော့ကြာလုပ်နိုင်မယ်လို့ကြည့်အောင် ချစ်တာတော့ကြာချစ်နိုင်မယ်တဲ့ fashion ရှင် ဘယ်လောက်တည်လဲဒီချင်းeducation love hey love မကြည့်ပြီးတော့ပြလိုက်ပါဦး သူလည်းမကြတဲ့ကိုတက်တာကြီးကြီးอ่ะဘာလဲဘာလဲဆွေးပေါ်မှာပါအခုလေ education အရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့ပညာလို OD မရှိဖြစ်ပါတယ် love is hate ဘာလို့ fashion education အော်ဝင်ထဲမှာသွားပြန်ပြီ ကျွန်တော်မှကြောင့်ဘယ်အရေးကြီးလဲဆိုတော့ education ပါနော် ကျမဘုကောက်ကိုနဲ့ဘုကောက်သားရတယ်ဘုကောက်သားရတယ် ဘာလဲဆိုတော့ဘယ်လိုပဲလဲနော်ပညာရေးအရင်ကြီးဟုတ်တာဗောဟုတ်တာဗောမပညာဆုံးမလဲဗျာဟုတ်တာဗောဟုတ်တာဗော ဒီရောက်ထားတယ်နော်ဒီရောက်ထားတယ်နော် စစ်မှန်တဲ့ education ပြောချင်တာ ဘုကောက်ကြီးချောချောနေနေ ခွေလုံးနဲ့မေ ကြိုက်တယ်အေးချုပ်ပါတယ်ကြိုက်တယ်နောက် โอเคငါတော့ခွေလုံးနဲ့ဗာလေးရေးချင်ထားမလဲဆိုတော့ ဝိုင်းလူလေးက သူ့ခဲထားတယ်လေဆိုတာသိတာမှာနော်တယောက်ယောက် ဒီရောက်က ငါရွေးတဲ့ဟာသူတော့မရွေးလို့ရတော့ကဘာရက်တယ် အနည်းပေါ်မှာမြိုင်းမှုတည်တယ် သူတို့ဖြစ်နေပြီ အကောင်လိုနေတော့ဖတ်သွားတာချီရဲ့ 那是我等一下。我这个都在比上比大呗，等一下，我们听。ဟုတ်တယ် ဟုတ်တယ်လက်လို့မျိုးပြောလိုက်ရင်ဒီမှာ ဆရာလည်းတော့စီဗီတာဂီတာလေးတည်တယ်နော် ရပြီအဆုံးခွေလုံးနဲ့ဒီဘဝမှာပါအရေးကြီးဆုံးလို့သူရွေးချယ်တယ်လေပြီးတိုင်းရွေးချယ် ကျမဘယ်တော့ကျမဘဝမှာပေါ့နော်ကျမအရေးကြီးဆုံးလို့ကျမထင်တဲ့အရာကတော့လာဖြစ်ပါ အကြောင်း ရပါတော့အရာအားလုံးကအရေးကြီးပါတယ်ဘောတော့ဒါပေမဲ့ချစ်ချင်းမိတာမပါရင်လောက်ဆောင်တဲ့အရာပဲလောက်ဆောင်လို့မရပါဘူးတင်ဆွတ်တောင်ဘလောက်ကြီးနေပါသေးတယ်ဘလောက်ပဲပြုံးမယ်မဟုတ်အဲ့ဒီပဲအားချင်တာမဟုတ်ပဲချစ်ချင်းမိတာဘောနော်ချစ်ချင်းမိတာကအရာအားလုံးရဲ့အရင်နဲ့ဖြစ်တယ်အဲအကြောင်းတော့ကြားတယ်ချစ်ချင်းမိတာဖြစ်တယ်မိုက်ရတာ ဒါပေမဲ့ဒါလူတွေလို့ပြောရအောင်နော်ရှိတယ်စိတ်ကပါလဲ